အရက်ငယ်တော့အိမ်ရှိမှာကားတစ်စီးရက်နာတန်တစ်နေ့မိသားစု9ယောက်နေမျိုးလေးတစ်ခုကအိမ်လေးတစ်လုံးကိုပြောင်းရွှေ့လာကြတယ် အဖေဖြစ်သူမှဒီအိမ်ကဈေးနှုန်းချိုတာတယ်ဒါပေမဲ့ဘာကြောင့်များဒီလောက်ချိုတာနေရတာလဲ အမေဖြစ်တဲ့သူကပြန်ပြောတယ်အိမ်ကနည်းနည်းဟောင်းနေတယ်ဒါပေမဲ့ပြင်လို့ရပါသေးတယ်လို့ပြန်ပြောလိုက်တယ်သမီးဖြစ်သူကဟိုကြီးတီးကြီးလိုက်ကြည့်နေရင်အပေါ်ထက်ကခြေတံများကြားလိုက်ရတယ်သမီးဖြစ်သူကအမေကိုပြောတယ်အမေအပေါ်ထက်ကလူရှိလို့လားသမီးခြေတံတွေကြားလိုက်ရတယ်အမေဖြစ်သူမှပြန်ပြောတယ်သမီးစိတ်ထင်နေတာပါဘသူမှမရှိဘူးအမေတို့ပဲရှိတာလေးတိုက်လို့နေမှာပါပြောပြီးအားလုံးနေရာထိုင်ခင်းများချကြပြီးတော့ညကြတော့ပင်ပန်းလို့အကုန်အိတ်ကုန်ကြတယ်တားဖြစ်သူမှရေစာလို့ရေသွားတောက်ချိန်မှာကလေးငိုတံများဓာတ်နဲ့နေရန်ကိုချစ်တဲ့အတန်များကြားရလိုက်တယ်ရုတ်တရက်အနောက်တို့လှမ်းကြည့်လိုက်ရာမျက်နှာမပါတဲ့အမျိုးသမီးတစ်ယောက်ကိုတွေးလိုက်ရတယ်ကြောက်ပြီးအော်ပြေးပြီးအဖေကိုတွားနိုးပြီးပြောလိုက်တယ်အဖေမိဖို့ချောင်းထဲမှာမျက်နှာမပါတဲ့အမျိုးသမီးတစ်ယောက်ကိုတားတွေးလိုက်ရတယ်အဖေ